နံပါတ်3တယောက်ကိုချက်ကြည့်အောင်သူကကြတော့ခုနပထမအဆုံးတယောက်ရေးတာနဲ့တော်လေးစင်တယ်ဒါပေမဲ့သူကျွန်တော်နည်းနည်းဖြဲပြမယ်နော်သူဘာဖြစ်လို့ဒီဟာတွေကိုအဲ့လိုရေးတယ်မသိအောက်ကမင်းချောင်းလေးကိုကြည့်လိုက်သူများနေတဲ့ဗျောင်းမြန်ဖြစ်တယ်သူကလေဥမာမင်းချောင်းကအပေါ်တစ်ခုကကြည်ချီပြီးတော့အောက်တစ်ခုမှလာအတူရေးရမယ်ဟာသူကတောက်လျှောက်လုံးသူကအကုန်လုံးအပေါ်မှာရေးထားတာပြီးတော့ဟိုရေးတဲ့သဘောတရားကလည်းဟိုအပေါ်လုံးရေးတဲ့လူလိုမျိုးပဲသူဖြစ်နေတယ်တက္ကသိုလ်လေးပဲသူကနားလေးတစ်ခုဒီနေရာလေးနားသူကတရားကိုစိုးကော့လို့သူကြားသွားတယ်ပေါ့နော်အဲ့ဒါတော့အရန်ကောင်းတယ်အဲ့ဒါခုမှန်သွားတယ်ကျန်တာတော့ပြောစရာသိမရှိပြီးမရှိဘူးဆိုတာမှားတယ်မှန်တယ်ဒီထက်စားလို့ရှိရင်လေဒီကော့ကတော့ဟိုပထမဆုံးတယောက်လိုပဲသူရဲ့အယူဆရတယ်ဘေးကိုကြားပြီးတော့လာကြတာနဲ့ဒီမနာသူကောက်ရေးလိုက်တဲ့သဘောပဲလာမှာဖာလည်းဖြစ်ခြင်းဖြစ်နိုင်တယ်နောက် reminder လည်းဖြစ်ခြင်းဖြစ်နိုင်တယ်လာ minor လည်းဖြစ်ခြင်းဖြစ်နိုင်တယ်ဒါကိုသူမသိဘူးဆိုမှเนาะအဲ့လိုမသိလို့ရေးမိတာဖြစ်ပါလိမ့်မယ်ဒါလည်းဘူးတူတာပါနော်โอเคနောက်နံပါတ်4တယောက်ကိုချက်ကြည့်ရမယ်နံပါတ်4တယောက်ကဒီမှာကြီးသူကကြတယ်တစ်မျိုးသူကဒီဒုတိယကောက်ပဲအများသောအပြင်ကိုမှားကြတယ်နံပါတ်2ဒီနံပါတ်2ရေးတဲ့တယောက်ကတော့လုံးဝဟောဖြစ်တယ်ဒီကော့နဲ့ဟောနဲ့သူမှန်အောင်ကြားတယ်သူကဒီဝိုင်းထားတဲ့ E minor လေးတစ်ချက်ဒီနာလေးတစ်ချက်ပဲဒီပဲလွဲသွားတယ်နော်အဲ့ဒါလေးပဲမှားတော့ကျန်တာတော့ကုန်မှန်တယ်နံပါတ်4တယောက်ကိုကြည့်နံပါတ်4တယောက်ကကျတော့သူတကယ်ကသူပြန်တီးမကြည့်လို့ဖြစ်လိမ့်မယ်ဆိုသူကခွေထဲမှာကြားနေတဲ့ဟာကိုသူပြန်တီးကြည့်လိုက်ရင်မှားနေတော့သူတိနိုင်ရတာနဲ့အဲ့လိုဖြစ်သွားတယ်သူကူရေးထားတဲ့အတိုင်းဆိုဒီလိုဖြစ်သွားတယ်အဲ့လိုဖြစ်သွားမှာတော်တော်လွဲတယ်နော်ဒါတော်တော်လွဲတယ်နော်တော်တော်ကွာပါတယ်ဒါတော့ဒါသူရေးထားတာဆိုတော့သူရေးထားတဲ့နေရင်ဒီလိုဖြစ်သွားโอเคအဲ့တော့နောက်တစ်ပါးကိုလည်းသူဆက်ကြည့်အဲ့ဒါလည်းတကယ် triplet ပဲရေးရမှာနော်အဲ့ဒီဟာအဲ့လိုရေးတဲ့သဘောတရားကမျက်စိအရန်ရှုပ်စေတယ်လို့တကယ်အဲ့ဒီဟာကိုတုံးတဲ့လူကလည်းရေမီဖာလားရေမီဖာအဲ့လိုပြန်အဲ့လိုသူရေးထားတဲ့အတိုင်းအဲ့လိုဖြစ်နေမှာတကယ်မဟုတ်ဒန်ဒန်ဒန် triplet လို့ဖြစ်ရသူရေးထားတဲ့ဒီပါမယ်ဒါတော့မှန်တယ်ဒါအဆုံးမှာလဲ so 11ပြီးတော့မှဆိုဖြစ်ပေါ့နော်ကျွန်တော်အောက်ဆုံးမှာရေးထားတဲ့ဟာလေးကျွန်တော်ကျွန်တော်ရေးထားတဲ့ဟာလေးရှိတယ်အဲ့ဒါဟာလေးကိုကျွန်တော်ပြမယ်ဒီမှာကျွန်တော်ရေးထားတဲ့sorry အဲ့ဒါလည်းပြရမယ်နော် okay အဲ့တော့ number 5ဆိုတဲ့ဟာကျွန်တော်ရေးထားတဲ့ဟာအဲ့တော့အပေါ်မှာကြည့် number 3သမားကိုကြည့်လိုက်တော့တကယ်တက်သွားတယ်ဟုတ်တယ်မှန်တယ်အဲ့တော့ဟုတ်တယ်ကျွန်တော်လည်းတက်ကြည့်ရမှာတို့ရေးတဲ့အတိုင်းပြန်ပြန်ရေးတယ်ကျွန်တော်တင်ရေးလိုက်မယ်နော်ဟုတ်ပြီအဲ့တော့ဆိုရင်ကျွန်တော်ရေးထားတဲ့ဟာလေးကခုနကကျွန်တော်ဒီပြတဲ့အတိုင်းပဲသဘောတရားကလေအခုကျွန်တော်ပြောတော့ပထမဆုံးဒီမှာပထမဆုံးဘာကိုကြည့်မယ်ဒိုဖာနော်ဖာဝါမှာဘေးတာလာအဲ့တော့သဘောကလားဒိုဖာဘေးတာလာနော်အဲ့ဒါမှဘယ်ပဲလဲလေးရလဲဒီဖာလေးကိုပြန်ကြည့်ရအောင်ခုနပြောခဲ့တဲ့အတိုင်းပြီးရင်နောက်တစ်ခေါက်ကဆိုဘေးတာတီဒါပဲပြီးရင်နောက်တစ်ခါဒီလာကျွန်တော်တို့အဲ့နာမှာလာ -7 ပြည့် -7 ဆိုတာရိုးတီးရင်ဒါဒီပေါ့ကျွန်တော်7ဒီနော်ပြီးရင်
ဒါလေးကိုဒီနောက်မှတီးပြီး octave ဆင်းသွားတာဒီလားသူ original မှာအဲ့ဒီနော် re do ti ဆိုတာမဟုတ်နော်ဒါလေးဒီသွားတယ်နော်ဒါလေးတစ်ခုပဲတတိထားမှာပါဒီ audit လေးဆင်းသွားတယ်တစ်ခုပဲတတိထားโอเคအဲ့တော့ကျွန်တော်ဒါလေးရဒီလောက်ပါပဲဒီဗီဒီယိုကတစ်ခုတတိထားပြနေတာတွေ့တဲ့ကော့တိုင်းကိုလူတွေကြီးပဲတီးနေတာမလို့လို့တချင်းမှာလည်း original တီးတဲ့လူတွေတွေ့တဲ့ကော့တိုင်းကိုလူတွေတီးထားတာမဟုတ်ပါဘူးအဲ့ဒါကိုတတိထားရမယ်နော်ကြိုက်တဲ့ကော့တစ်ခုကိုတီးလို့ရတယ်ဒီတချင်းမှာဆိုအများကြီးသုံးတော့တာဒီမှာကြည့်လိုက်တကယ်လွယ်လွယ်လေးဒိုဖာဆိုဆိုတဲ့ဟာမှာဖာကိုနံပါတ်3တီးတယ်ဆိုကိုနံပါတ်3တီးတယ်နံပါတ်3ဆိုတော့မှာနော်ဒီ3 4 5ပါနော်1 3 5ပါအဲ့မှာတီးတယ်1 3 5အများကြီးလို့ပါနော်ဒီတချင်းကိုတီးလိုက်တီးကြည့်လိုက်တိတာပါလိမ့်မယ်နော်โอเคအားလုံးဆင်ပြေပါလိမ့်မယ်